စနစ်ကပေးတဲ့စွမ်းအားတွေကဇွန်ဘီတွေကိုတိုက်ခိုက်ဖို့မဟုတ်ပဲတယောက်နဲ့တယောက်တက်ဖြတ်ဖို့အတွက်ပဲဖြစ်ပါတယ်။ခိုလုံရေးစခန်းတွေကကစားသမားတွေဟာငြိမ်ငြိမ်မနေနိုင်တော့ပါဘူး။သူတို့အားလုံးကလျင်မြန်စွာရွေ့လျားနိုင်တဲ့စွမ်းအားတွေရှိကြပေမဲ့တကယ်တိုက်ခိုက်ရေးစွမ်းအားတော့မရှိကြပါဘူး။အကယ်၍သူတို့ကတကားကိုပိတ်မထားပဲတိုက်ခိုက်ရေးစွမ်းအားမြင့်မားတဲ့ကစားသမားတွေကိုအထဲပေးဝင်လိုက်ရင်သူတို့အတွက်အန္တရာယ်ရှိနိုင်ပါတယ်။အထဲကိုအတင်းဝင်လာတဲ့တစွမ်းအားရှင်နဲ့လျှက်စီးစွမ်းအားရှင်တွေကဒါကိုသဘောပေါက်သွားကြပါတယ်။သူတို့ကချက်ချင်းလက်တွဲပြီးအပြင်ကကစားသမားတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအများမြင်ကွင်းမှာပြသနေတဲ့ကိန်းဂဏန်းတွေမြင့်တက်လာပြီးတေဆုံးတဲ့ကစားသမားအရေးအတွက်ဟာတဖြည်းဖြည်းများပြားလာပါတယ်။လူတဘာဝကတော့နေရာတိုင်းမှာအတူတူပါပဲ။အခြားခိုလုံရေးစခန်း၃ခုမှာလည်းရက်စက်ကြမ်းကြုတ်တဲ့တပ်ဖြတ်ပွဲတွေဖြစ်ပွားနေပါတယ်။စောင့်ကြည့်ကင်မရာတွေထဲမှာဝန်ဒိန်းဝိုင်းထိုင်းမှုကိုဘယ်နေရာမှာမှမတွေ့ရပါဘူး။သူကဘာလို့ခိုလုံရေးစခန်းကိုသွားမှာလဲ။အဲ့ဒီအချိန်မှာပဲဝန်ဒိန်းကကျွန်တော်စီ message ပို့လာပါတယ်။ Matt Mark ငါတို့ကိုကြည်စမ်းငါတို့မဟာမိတ်မဖွဲ့ခဲ့ကြပေမဲ့အလုပ်လုပ်တာတော်တော်လေးအချိတ်ဆက်မိတယ်နော်ငါတို့ကမဟာမိတ်ဖြစ်ဖို့မွေးဖွားလာတာပဲ။မင်းမှာအရှက်မရှိဘူးလား။ငါရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းကိုဖော်ထုတ်ပြီးငါ့ကိုအခက်တွေ့အောင်လုပ်ခဲ့တာမင်းပဲလေ။အရန်စိတ်မဆိုးပါနဲ့ငါသားအဲ့ဒီအစီအစဉ်ကိုမဆွဲခဲ့ရင်အဲ့ဒီကစားသမားတွေကိုတေမင်းစီဘလို့ပို့နိုင်မှာလဲ။မင်းရဲ့တိုင်ဘက်တွေကိုရှင်းထုတ်ပေးတဲ့အတွက်မင်းငါ့ကိုကျေးဇူးတင်တယ်။ကျွန်တော်တို့စကားပြောနေတော့မှပဲခိုလုံရေးစခန်းကလူအပြည့်ဖြစ်သွားပါတယ်။တကားကအလိုလျောက်ပိတ်သွားပါတော့တယ်။အပြင်ဘက်မှာတော့သွေးတွေဟာမြစ်လိုစီးဆင်းနေပြီးအထဲကိုမဝင်နိုင်ခဲ့တဲ့သူတွေဟာအချီးနှီးရုန်းကန်နေကြရပါတယ်။အထဲကကစားသမားတွေကတော့အောင်ပွဲခံနေကြပါတယ်။သူတို့စီကိုဘာလာတော့မယ်ဆိုတာသူတို့မသိကြသေးပါဘူး။ကျွန်တော်ပြုံးလိုက်ပြီးဝန်ဒိန်းကိုပြောလိုက်ပါတယ်။မင်းခိုလုံရေးစခန်းထဲမှာမရှိတာတော်တော်နှမျောဖို့ကောင်းတာပဲ။အဲ့ဒီနောက်ကျွန်တော်ခလုတ်တစ်ခုကိုနှိပ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲခိုလုံရေးစခန်းထဲမှာမြုပ်ထားတဲ့ရန်တန်ချိန်တစ်ထောင်ဟာပောက်ကွဲသွားပါတော့တယ်။ပောက်ကွဲမှုရဲ့တုန်ခါမှုကြောင့်အပြင်ဘက်မှာကြံနေတဲ့ကစားသမားတွေတောင်လွင့်စင်ကုန်ပါတယ်။ပောက်ကွဲမှုအပြီးမှာကစားသမားအရေးအတွက်ဟာ116ယောက်အထိရောကျသွားပြီး90ယောက်ပဲကျန်ပါတော့တယ်။အတော်ကြာမှဝန်ဒိန်းကကျွန်တော်စီ message ပြန်ပို့ပါတယ်။ငါမင်းကို short တွက်မိသွားတယ်။ကူညီပေးတဲ့အတွက်ကျေးဇူးပဲ။ဒါမှမဟုတ်ရင်အဲ့ဒီလောက်များတဲ့ကစားသမားတွေကိုတနေရာထဲစုမိဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲ။လေရင်ဒါမှမဟုတ်တင်မောမပါပဲအနာဂတ်ကျွန်း Future S line တို့ကိုရောက်လာနိုင်ခြေရှိဆုံးကစားသမားတွေအကုန်မရှိတော့ပါဘူး။သူတို့အားလုံးကိုတခါတည်းနဲ့ရှင်းပစ်ဖို့ကျွန်တော်တစ်နေ့လုံးကြိုတင်ပြင်ဆင်ခဲ့တာပါ။အဲ့ဒီခိုလုံရေးစခန်းတွေဟာသူတို့အတွက်တင်ကြိုင်းကူတွေဖြစ်သွားခဲ့ပါပြီ။ခိုလုံရေးစခန်းပောက်ကွဲမှုသတင်းကချက်ချင်းတော့မပြန့်သေးပါဘူး။ကြံနေတဲ့ကစားသမားတွေကဘာဖြစ်သွားမှန်းမသိကြသေးပါဘူး။ဒါပေမဲ့ဝန်ဒိန်းကတော့ချက်ချင်းသိပါတယ်ဆိုလိုတာကသူကအဝေးကနေအကုန်လုံးကိုစောင့်ကြည့်နေတာပါ။အဲ့ဒီနောက်စနစ်ကကျွန်တော်စီ message ပို့လာပါတယ်။လူတက်မှုအများဆုံးကစားသမားဖြစ်လာတဲ့အတွက်ဂုဏ်ယူပါတယ်။မင်းအတွက်အပိုးစုလက်ရရှိပါမယ်။ကျွန်တော်မပြုံးမဲ့မနေနိုင်တော့ပါဘူး။တွေ့တယ်မလား။ဒီကဘာပြက်ကတ်ထဲမှာအမြဲတမ်းအတော်ဆုံးသူတွေပဲရှင်းတန်နိုင်တာပါ။လေးလအကြာမှာတော့ရေကြီးမှုတွေဟာတဖြည်းဖြည်းရောကျသွားပြီးမြေပြင်တွေပြန်ပေါ်လာပါတယ်။လူတိုင်းကဘေးအန္တရာယ်ပြီးဆုံးသွားပြီလို့ထင်ပြီးစိတ်သက်သာရာရသွားကြပါတယ်။ဒါပေမဲ့ရေကြီးမှုနဲ့အတူကက်ယောဂါတစ်ခုပါလာလိမ့်မယ်လို့သူတို့မထင်ထားကြပါဘူး။တေဆုံးသွားတဲ့လူအများပြားဟာဇွန်ဘီတွေဖြစ်လာကြပါတယ်။ပထမအဆင့်ဖြစ်တဲ့ကဘာပြက်ရေကြီးမှုကိုကြော်ဖြတ်နိုင်ခဲ့တဲ့ကစားသမားတရားတစ်ယောက်ကိုဂုဏ်ယူပါတယ်။နောက်တစ်ဆင့်ကတော့ဒုတိယအဆင့်ကဘာပြက်ဇွန်ဘီများဖြစ်ပါတယ်။နောက်ဆုံးတော့စွမ်းအားရှင်တွေခြေစွမ်းပြရမယ့်အချိန်ရောက်လာပါပြီ။အဲ့ဒီနံပါတ်69ဆိုတဲ့ကောင်ကတော့တေဖို့တာပြင်ထားပြီးတော့အဲ့ဒီအချိန်မှာလူရန်ကကျွန်တော်စီ message ပို့လာပါတယ်။မက်မင်းမှာစွမ်းအားမရှိဘူး။မင်းဇွန်ဘီကပ်ပေးကိုကြော်ဖြတ်နိုင်မှာမဟုတ်ဘူး။အကယ်၍မင်းငါ့ကိုရိတ်ခါတွေဝေမျှပေးပြီးမင်းရှိတဲ့နေရာကိုပြောပြရင်ငါလာပြီးကာကွယ်ပေးမယ်။ကျွန်တော်ကတော့မိကွန်းတင်ဒေတာတစ်ခုပဲပြန်ပို့လိုက်ပါတယ်။ငါရဲ့စွမ်းအားကိုရှော့မတွက်နဲ့။ငါရေကြီးမှုကိုကြော်ဖြတ်နိုင်ခဲ့တာဒီစွမ်းအားကြောင့်ပဲ။သူဘလို့ရှင်တန်ခဲ့တယ်လဲဆိုတာကျွန်တော်သိပါတယ်။သူ့ရဲ့အချစ်စွမ်းအားကိုသုံးပြီးအိမ်နီးနားချင်းတွေစီကရိတ်ခါတွေကိုလိန်ယူခဲ့တာပါ။ကယ်ဆယ်ရေးရောက်လာတဲ့အခါမှာလည်းသူကအရင်ဆုံးကယ်တင်ခံခဲ့ရသူပါ။ဒါကိုတွေးမိပြီးကျွန်တော်ပြန်ပြောလိုက်ပါတယ်။စိတ်မကောင်းပါဘူးငါစိတ်မဝင်စားဘူး။ဒါအပြင်ရန်ကကျွန်တော်ဟာအချမ်းသာဆုံးလူသားဆိုတာသိနေတာဟာတိုက်ဆိုင်မှုမဟုတ်တာသိချပါတယ်။ဇွန်ဘီဗိုင်းရပ်စ်ဟာတိုက်ကြီးတိုင်းမှာပြန့်နှံ့သွားပါတယ်။ကျွန်တော်ကလေရင်နဲ့တင်မောတွေကိုကြိုတင်ဖျက်ဆီးထားတာကြောင့်ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့အန်တာတိတ်ဒေသကိုဗိုင်းရပ်စ်ကူးစက်မှုလမ်းကြောင်းတွေပြတ်တောက်သွားပါတယ်။တာမန်ဇွန်ဘီတွေကတော့ကင်တွယ်ရမခက်ပါဘူး။ဒါပေမဲ့ဗိုင်းရပ်စ်ကအရင်မြန်ပြန့်နှံ့ပါတယ်။အကြိမ်ကြိမ်ပြန့်နှံ့ပြီးနောက်မှာတော့ဗိုင်းရပ်စ်ဟာမျိုးဗီဇပြောင်းလဲမှုတွေစတင်လာပါတယ်။ကျွန်တော်ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ဉာဏ်ရှိတဲ့ဇွန်ဘီတွေနဲ့စွမ်းရှိတဲ့ဇွန်ဘီတွေတိတ်တဆိတ်ပေါ်လာပါတယ်။ဇွန်ဘီတစ်ကောင်ကစွမ်းရှင်တစ်ယောက်ရဲ့အသားကိုစားလိုက်ရင်အဲ့ဒီစွမ်းအားကိုရရှိနိုင်ပါတယ်။ကစားသမားတွေဟာအုပ်စုမဖွဲ့ရင်တေးရမယ်ဆိုတာသဘောပေါက်လာကြပြီးဇွန်ဘီတွေကိုခုခံဖို့အတွက်အခြေစိုက်စခန်းတွေတည်ဆောက်ကြပါတယ်။ဒါပေမဲ့အဲ့ဒီစခန်းတွေကဇွန်ဘီတွေကိုပဲတိုက်တာမဟုတ်ပါဘူး။တစ်ခုနဲ့တစ်ခုလည်းတိုက်ခိုက်နေကြပါတယ်။ရိတ်ခါနဲ့အသက်ရှင်တန်မှုအတွက်အချင်းချင်းတိုက်ခိုက်နေကြတာပါ။ဇွန်ဘီဗိုင်းရပ်စ်ကိုရင်ဆိုင်ဖို့အတွက်ကျွန်တော်ဟာပင်လယ်ထဲမှာတန်ကုန်ရက်တွေချထားရပါတယ်။ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ငါးတွေအနာဂတ်ကျွန်းကိုမရောက်လာအောင်ပါ။ကောင်းကင်မှာလည်းလျှက်စစ်ကုန်ရက်တွေတက်ဆင်ထားပြီးငှက်တွေကျွန်းပေါ်မနားနိုင်အောင်လုပ်ထားပါတယ်။နေရောင်ခြည်ကမိန်ဖြော့နေတယ်လို့ပါပဲ။မိုးရွာတဲ့ရက်တွေမှာကျွန်တော်မြေအောက်ခံကားထဲမှာပဲအောင်းနေပါတယ်။ဆက်တွေနဲ့ဆန်းတက်ပြီးမိုးရေကတန့်ရှင်းတယ်လို့အတည်ပြုပြီးမှပဲကျွန်တော်ပြင်ထွက်ပါတယ်။ဒါကဇွန်ဘီဗိုင်းရပ်စ်ကြောင့်ကျွန်တော်ပေါ်တက်ရောက်မှုအရှိဆုံးအချက်ပါပဲ။မြေပြင်ဆက်သွယ်ရေးကွန်ရက်တွေပျက်စီးသွားတာကြာပါပြီ။လူတွေကရေဒီယိုကိုပဲသုံးပြီးသတင်းပို့နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီအဟောင်းနှမ်းတွေကိုမသုံးပါဘူး။ကောင်းကင်ကဂျိုးတူထောင်ပေါင်းများစွာကနေကဘာကြီးကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေနိုင်ပါတယ်။ကျွန်တော်ထင်ထားတဲ့အတိုင်းပါပဲငှက်တွေကဗိုင်းရပ်စ်ကိုတည်ဆောင်လာကြပါတယ်။ဗိုင်းရပ်စ်ကအားနည်းတဲ့ကျွန်းနိုင်ငံတွေကိုထိမှန်တဲ့အခါအဲ့ဒီကျွန်းဟာချက်ချင်းဆိုသလိုငရေခမ်းဖြစ်သွားပါတော့တယ်။ကစားသမားအရေးအတွက်ဟာတယောက်ပြီးတယောက်လျော့နေလာပါတယ်။ဒီတစ်ခါမှာတော့30အထိကျန်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမျိုးဗီဇပြောင်းငှက်ဆုံပြီးတစ်ကောင်ဟာအနာဂတ်ကျွန်းရေပြင်ပေါ်ကိုပြန်တန်းလာပြီးလျှက်စစ်ကွန်ရက်နဲ့ထိမိသွားပါတယ်။ချက်ချင်းပဲလျှက်စစ်တက်လိုက်ပြီးလောင်ကျွမ်းသွားပါတယ်။ဒါပေမဲ့ငှက်မွေးတပင်ကလျှက်စစ်ကွန်ရက်ကြားထဲကနေကျွန်းပေါ်ကိုလွှင့်ကျလာပါတယ်။မြေပြင်ကိုမကျခင်မှာပဲစက်ရုပ်ခွေးတစ်ကောင်ကမီးနဲ့မှုတ်ထုတ်လိုက်ပြီးပြဖြစ်အောင်လုပ်လိုက်ပါတယ်။အဲ့ဒီငှက်ကအခြားပစိဖိတ်ကျွန်းတွေကနေပြန်လာတာဖြစ်ရမယ်။အဲ့ဒီနေ့ကစပြီးငှက်အုပ်ကြီးတွေဟာအနာဂတ်ကျွန်းပေါ်ကနေနေတိုင်းဖြစ်ပြန်ကြပါတယ်။လျှက်စစ်ကွန်ရက်ပေါ်မှာငှက်အသေးကောင်တွေပြည့်နေပါတယ်။စက်ရုပ်တွေကကျွန်းပတ်လည်မှာကင်းလှည့်ပြီးငှက်အသေးကောင်တွေကိုမီးရှို့လျှက်စစ်ကွန်ရက်ကိုရှင်းလင်းနေရပါတယ်။အနာဂတ်ကျွန်းအောင်ဒီလောက်ဆိုးနေရင်အခြားနေရာတွေမှာဘယ်လောက်ဆိုးမလဲဆိုတာခံမှန်းကြည့်လို့ရပါတယ်။ကျွန်တော်နေတိုင်းကမ်းခြေလမ်းလျှောက်တာကိုရက်လိုက်ပြီးမြေအောက်ခံကားထဲမှာပဲအမြဲတမ်းနေထိုင်ပါတော့တယ်။ဒီနေ့ကနှစ်သက်ကူးနေပါဒါပေမဲ့ကဘာပေါ်မှာဘယ်သူမှမပြောနိုင်ကြပါဘူး
ကျွန်တော်ကလွယ်လို့ပေါ့ကျွန်တော်ကတော့နှစ်တစ်ကူညစာကိုစားရင်ကဘာပြက်ကတ်မတိုင်ခင်ကနောက်ဆုံးနှစ်တစ်ကူပွဲတော်အစီအစဉ်ကိုကြည့်နေပါတယ်အရင်ကမိသားစုအကြောင်းကိုတွေးမိပေမဲ့အခုတော့ကျွန်တော်တယောက်တည်းကြံပါတော့တယ်ရင်ထဲမှာဟာလာတာဖြစ်နေပေမဲ့ကျွန်တော်ပြန်သွားရပါမယ်ကျွန်တော်ဟာနောက်ဆုံးရှင်တန်ကြံရစ်သူဖြစ်ရပါမယ်ကျွန်တော်နှစ်တစ်ကူညစာတပ်ပုံကိုရိုက်ပြီးဝန်ဒိန်းစီပို့လိုက်ပါတယ်တမိနစ်အကြာမှာတော့ဝန်ဒိန်းကအဲ့ဒီတပ်ပုံကိုကဘာလုံးဆိုင်ရာချက်မှာတင်လိုက်ပါတယ်ကစားသမားတွေစိတ်တူသွားကြတာကိုကျွန်တော်မြင်အောင်နေမိပါတယ်ဒေါသတကြီးမှတ်ချက်တွေတက်လာပါတယ်နံပါတ်69ကတော့တော်တော်လေးစိန်ကြနေတာပဲတောက်ငါတို့မှထမင်းပူပူတော့မစားရဘူးသူကတော့အကုန်ဆုံးပဲအရန်ပဝင်မမြင်နဲ့ဦးမင်းကိုတွေ့တာနဲ့တက်ဖြစ်မယ်ဆကျွန်တော်ကတော့ဂယုမဆိုင်ပါဘူးတွေ့နိုင်ရင်လာခဲ့ကြပေါ့ကျွန်တော်စောင့်နေပါမယ်ကျွန်တော်ကွန်ပျူတာကိုဖွင့်ပြီးကျွန်တော်စုဆောင်းထားတဲ့ကစားသမား30ရဲ့အချက်လက်တွေကိုကြည့်လိုက်ပါတယ်ကဘာပြက်ကတ်မတိုင်ခင်ကတည်းကကျွန်တော်မှနေရာတိုင်းမှာမျက်စိတွေရှိနေခဲ့တာကိုသူတို့မသိကြပါဘူးကျွန်တော်ရဲ့ကြေးစားစစ်သားတွေကကဘာအနှံ့ကကစားသမားတွေကိုခြေရခံပြီးရေရှည်စောင့်ကြည့်နေခဲ့တာပါကစားသမားတိုင်းရဲ့စွမ်းအားနဲ့အားနည်းချက်တွေကိုကျွန်တော်သိပါတယ်ကဘာပြက်ကတ်ရောက်လာတဲ့အခါမှာလည်းကျွန်တော်ရဲ့ကြေးစားစစ်သားတွေဟာကျွန်တော်စုဆောင်းထားတဲ့ရိတ်ခါတွေနဲ့ရှင်တန်နေကြပါတယ်သူတို့ကကျွန်တော်အတွက်ဆက်ပြီးအလုပ်လုပ်ပေးနေကြပြီးကျွန်တော်ကသူတို့အတွက်ရိတ်ခါတွေထောက်ပံ့ပေးပါတယ်ပတ်စံကအရာရာကိုဖြစ်စေနိုင်ပါတယ်ကဘာပြက်ကတ်ထဲမှာတော့ရိတ်ခါဟာအဖိုးတန်ဆုံးငွေကြေးပါပဲအဓိကအင်အားကြီးအုပ်စု3ခုပေါ်လာပါတယ်ပထမတစ်ခုကတော့စစ်တပ်ပါသူတို့မှာလက်နက်အင်အားအပြည့်ရှိပြီးခိုင်မာတဲ့အခြေစိုက်စခန်းရှိပါတယ်ဝန်ဒိန်းကသူ့ရဲ့စိတ်ထိန်ချုပ်မှုစွမ်းအားနဲ့စစ်တပ်ကိုတိမ့်ပိုက်ထားပါတယ်ဒုတိယအုပ်စုကတော့ဇွန်ဘီတွေပါသူတို့ထဲမှာဇွန်ဘီဘရင်ဇမ်ဘီကင်းတယောက်ပေါ်လာပါတယ်သူကစွမ်းအားရှင်တွေဇွန်ဘီတွေနဲ့ကစားသမားတွေကိုတပ်ဖြတ်ပြီးစွမ်းအားတွေရယူထားတာပါလူလူရန်ကတော့ဇွန်ဘီဘရင်ရဲ့ဘေးမှာချစ်သူအဖြစ်ရှိနေပါတယ်တတိယအုပ်စုကတော့လူမိုက်ကိုင်းတွေပါကဘာပြက်ကတ်မတိုင်ခင်ကတည်းကကစားသမားနံပါတ်128ဟာကဘာအနေရဲ့ရှိဆုံးနဲ့အရှုပ်ထွေးဆုံးနိုင်ငံကိုတွားခဲ့ပါတယ်သူ့ရဲ့စွမ်းအားကိုသုံးပြီးဂိုင်းတွေကိုနှိမ်နင်းခဲ့ပါတယ်နံပါတ်128ရဲ့ဥဆောင်မှုအောက်မှာအဲ့ဒီဂိုင်းတွေဟာအရက်သားတွေကိုလူရက်ပြီးအင်အားကြီးလာပါတယ်ကျန်နေတဲ့ကစားသမား26ယောက်ဟာဒီအုပ်စု3ခုထဲကတစ်ခုခုမှာပါဝင်နေကြပါတယ်နံပါတ်128ကတက်ဆွဲအား gravity ကိုထိန်းချုပ်နိုင်တဲ့အင်အားကြီးစွမ်းအားရှင်ပါတယောက်ချင်းတိုက်ခိုက်ရင်ဘယ်ကစားသမားမှသူ့ကိုမနိုင်ပါဘူးဒါပေမဲ့လူမိုက်ကိုင်းတွေကတော့အားနည်းဆုံးအုပ်စုပါကျွန်တော်နံပါတ်128ရဲ့ပုံကိုထောက်လိုက်ပါတယ်မင်းကအရင်ဆုံးတေးရမယ့်သူပဲအဲ့ဒီအချိန်မှာပဲစနစ်ကတတိပေးချက်တက်လာပြန်ပါတယ်ကစားသမား30ပဲအသက်ရှင်ကျန်တော့တယ်အခက်ခဲအဆင့်မြင့်တက်လာပါပြီတတိယအဆင့်အေးခဲနေတော့တိုက်ကြီးတို့ရောက်ရှိပါပြီတယောက်ယောက်ကတော့စိတ်တက်ကြသွားပါပြီကဘာပြက်ကတ်ကတစ်နှစ်နဲ့9လကြာခဲ့ပါပြီလူတိုင်းမှာရိတ်ခါပြတ်နေပါပြီနောက်ထပ်ရေခဲခေတ်တစ်ခုရောက်လာရင်ဒီကဘာပေါ်ကလူတိုင်းသိကြရမှာပါလူလူရန်ကကျွန်တော်စီတိတ်တဆိတ် message ပို့လာပါတယ်မတ်မကြခင်မှာဒီကဘာပေါ်မှာဇွန်ဘီတွေပဲရှင်တန်နိုင်တော့မယ်ငါလည်းရှင်တန်မယ်မင်းငါကိုညှင်းပယ်ခဲ့တာကိုတစ်သက်လုံးနောက်တရနေစေရမယ်အဲ့ဒီနောက်သူနဲ့ဇွန်ဘီဘရင်တို့ရဲ့တပ်ပုံကိုပို့လိုက်ပါတယ်ဒါကိုမြင်တော့ကျွန်တော်လှောင်ပြုံးလိုက်ပါတယ်ဒါဆိုရင်လည်းမင်းတို့နှစ်ယောက်လုံးကိုငရဲစီအတူတူပို့ပေးရတာပေါ့ရေခဲခေတ်ဟာကဘာတဝမ်းကိုလွှမ်းမိုးသွားပါတယ်ကျွန်တော်ရဲ့အပူပိုင်းကျုံးလေးတောင်တက်ရောက်မှုရှိလာပါတယ်အနာဂတ်ကျုံးပေါ်မှာပြင်းထန်တဲ့နှင်းမုန်တိုင်းကြားရောက်ပါတယ်ကောင်းကင်ကလျှက်စစ်ကွန်ရက်ကအရင်ဆုံးပျက်စီးသွားပါတယ်လေစွမ်းအားနဲ့ဒီရေစွမ်းအားစက်ရုံတွေလည်းအကြီးအကျယ်ပျက်စီးပါတယ်ကံကောင်းတာကမြေအောက်ခံတပ်ကနျူကလ িয়ার စက်ရုံကတော့စပီလေပတ်နေပါတယ်လူမိုက်ကိုင်းတွေကအရင်ဆုံးပြိုကွဲပါတယ်သူတို့ကအရက်သားတွေစီကရိတ်ခါအများစုကိုလူယူထားကြတာပါအတွင်းပိုင်းမှာတင်းမာမှုတွေဖြစ်လာပြီးပဋိပက္ခတွေခဏခဏဖြစ်ပါတယ်စွမ်းအားရှင်တွေတယောက်ပြီးတယောက်တိတ်ဆုံးကြပါတယ်ကျွန်တော်နံပါတ်128စီကိုကဘာလုံးဆိုင်ရာချက်ကနေတိတ်တဆိတ် message ပို့လိုက်ပါတယ်ငါတို့မဟာမိတ်ဖွဲ့ကြရင်ဘယ်လိုလဲမင်းတို့နယ်မြေထဲမှာငါရိတ်ခါတွေအများကြီးမြုပ်ထားခဲ့တယ်အဲ့ဒါတွေကိုရှာတွေ့ရင်မင်းတို့ရှင်းတတ်နိုင်မယ်နံပါတ်128ကချက်ချင်းပြန်ပို့ပါတယ်မင်းဘာလို့ချင်တာလဲငါကမင်းကိုဘာလို့ယုံရမှာလဲငါကမင်းကိုဇွန်ဘီဘရင်ကိုနှိမ်နှင်းစေချင်တာငါရဲ့သိပ္ပံပညာရှင်အဖွဲ့ကဇွန်ဘီဗိုင်းရပ်စ်ပျောက်ဆေးကိုဖော်ထုတ်နိုင်ခဲ့ပြီအဲ့ဒါကိုသူတို့ပေါ်ဖျက်လိုက်တာနဲ့သူတို့ပျောက်ကွယ်သွားလိမ့်မယ်ဒါပေမဲ့မင်းသိတဲ့အတိုင်းငါရဲ့တိုက်ခိုက်ရေးစွမ်းအားကသူများပဲစွမ်းအားရှင်30ထဲမှာမင်းကအတန်မာဆုံးပဲမင်းပဲဒါကိုလုပ်နိုင်မယ်ငါတို့လူသားတွေကအေးဒဏ်ကိုကြောက်တယ်ဇွန်ဘီတွေကမကြောက်ဘူးဒီတိုင်းဆက်သွားရင်သူတို့ပဲအနိုင်ရလိမ့်မယ်ငါမှရိတ်ခါတွေဘယ်လောက်ရှိတနေ့တော့ကုန်သွားမှာပဲအဲ့ဒီခါကျရင်ဇွန်ဘီဘရင်ဘေးကနံပါတ်1တကနောက်ဆုံးအနိုင်ရသူဖြစ်သွားလိမ့်မယ်ဇွန်ဘီဘရင်ကအရန်တန်ပါတယ်ဟာဒီပျောက်ဆေးမပါပဲဘယ်စွမ်းအားရှင်မှသူ့ကိုမတတ်နိုင်ဘူးငါမှပျောက်ဆေးရှိတယ်မင်းမှစွမ်းအားရှိတယ်ငါတို့လက်တွဲပြီးဇွန်ဘီတွေကိုရှင်းကြရအောင်နံပါတ်128ရဲ့ယုံကြည်မှုရဖို့အတွက်ကျွန်တော်ကကြေးစားစစ်သားတွေကိုလွှတ်ပြီးပျောက်ဆေးနဲ့ရိတ်ခါချို့ကိုပို့ပေးလိုက်ပါတယ်လူမိုက်ကိုင်းကအဲ့ဒီပျောက်ဆေးကိုဇွန်ဘီတကောင်ပေါ်စမ်းသုံးကြည့်ပါတယ်ဇွန်ဘီဟာနာကျင်စွာအော်ဟစ်ရင်းတွေးအိုင်ထဲမှာအကြီးပျော်သွားပါတယ်ဗိုင်းရပ်စ်တွေလည်းပျောက်ကွယ်သွားပါတယ်နံပါတ်128ကတော့စိတ်ဝင်စားသွားပါပြီအကယ်၍သူနဲ့ကျွန်တော်ပဲကြံခဲ့ရင်ကျွန်တော်ကိုတပ်ဖို့ကသူ့အတွက်အလွန်လွယ်ကူပါတယ်သူ့အတွက်တော့ကျွန်တော်ဟာအားနည်းဆုံးကစားသမားပါကျွန်တော်နဲ့မဟာမိတ်ဖွဲ့တာကသူ့အတွက်အကောင်းဆုံးရွေးချယ်မှုပါပဲတညမှာတော့ပျောက်ဆေးတွေတည်ဆောင်ထားတဲ့ drone ရာပေါင်းများစွာဟာဇွန်ဘီအုပ်ကြီးစီပြန်တန်းသွားပါတယ်ဇွန်ဘီဘရင်ကလူလူရန်ကိုဖတ်ပြီးအိပ်ပျော်နေပါတယ်သူ့ရဲ့ထက်မြက်တဲ့အကြားအာရုံကတခုခုမှားနေတာကိုချက်ချင်းသိလိုက်ပါတယ်သူကတင်ပေါ်ကချက်ချင်းထားလိုက်ပါတယ်လူလူရန်ကိုစောင့်ကြုံပေးဖို့လည်းမမေ့ပါဘူးနင်းတွေနဲ့ရောနှောနေတဲ့ပျောက်ဆေးတွေဟာကောင်းကင်ကနေကျလာပါတယ်နေရာတိုင်းမှာပျောက်ဆေးတွေပြန့်နှံ့သွားပါတယ်ပျောက်ဆေးနဲ့ထိမိတဲ့ဇွန်ဘီတွေဟာနာကျင်စွာအော်ဟစ်ပြီးတကောင်တွေးအိမ်ဖြစ်သွားကြပါတယ်ဇွန်ဘီဘရင်ဟာဒေါသတကြီးနဲ့အောက်ကိုခုန်ဆင်းသွားပါတယ်သူ့ရဲ့လက်ဖွားတွေကနေအလင်းတန်းတွေထွက်လာပြီး drone တွေကိုပစ်ချပါတယ်နံပါတ်128ဦးဆောင်တဲ့ကစားသမားတွေကလည်းအတင်းဝင်ရောက်တိုက်ခိုက်ပါတယ်သူကသူ့ရဲ့ကျက်ဆွဲအားစွမ်းအားကိုသုံးပြီးဇွန်ဘီဘရင်ကိုမြေပြင်မှာဖိထားလိုက်ပါတယ်အင်အားကြီးတဲ့ဇွန်ဘီဘရင်ဟာသူ့ရဲ့လက်ကောက်ဝတ်ကိုတောင်မနိုင်တော့ပါဘူးကစားသမားအချို့ကသူ့စီပြေးဝင်သွားကြပါတယ်ဇွန်ဘီဘရင်ရဲ့လက်ချောင်းထဲကနေဟိန်းဟောက်တန်ထွက်လာပါတယ်အရိပ်ထဲမှာပုံနေတဲ့ဇွန်ဘီတွေကကစားသမားတွေပေါ်ကိုမြောက်တွေလိုခုံအုပ်ကြပါတယ်နံပါတ်128ကသူ့စွမ်းအားကိုထပ်သုံးလိုက်ပါတယ်အထက်မြင့်အဆောက်အဦတွေဟာကျက်ဆွဲအားကြောင့်ပြိုကျပျက်စီးကုန်ပါတယ်ကြောက်တုံးကြီးတွေကဇွန်ဘီတွေပေါ်ကျလာပါတယ်ဇွန်ဘီဘရင်လည်းအဲ့ဒီအောက်မှာပြီးသွားပါတယ်နံပါတ်128ကတော့အောက်နိုင်သူအပြုံးနဲ့ပြုံးလိုက်ပါတယ်ဒီကြောက်တုံးတွေကဇွန်ဘီဘရင်ကိုအမှုန့်ဖြစ်အောင်လုပ်ဖို့လုံလောက်ပါတယ်လူလူရန်ကဝေယန္တာပေါ်မှာရက်ပြီးမျက်နှာကိုအုပ်ကအော်ဟစ်နေပါတယ်နံပါတ်128ကလက်ချောင်းလေးတစ်ချက်ခတ်လိုက်ပါတယ်လူလူရန်ရက်နေတဲ့ဝေယန္တာပြိုကျသွားပြီးသူ့အောက်ကိုပြုတ်ကျသွားပါတယ်
အဲ့ဒီအမြင့်ကပြုတ်ကျရင်တေးမှတေးချပါတယ်အဲ့ဒီအချိန်မှာပဲဇွန်ဘီဘရင်ကအပြက်စီးတွေထဲကနေရုံထွက်လာပြီးလူလူရန်ကိုဖမ်းလိုက်ပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့လက်တစ်ဖက်ကနေပင့်ကူမြင်လို့အမြင့်တန်းတွေထွက်လာပြီးနံပါတ်128ကိုပတ်လိုက်ပါတယ်နံပါတ်128ကတော့ထိတ်လန့်သွားပါတယ်ဇွန်ဘီဘရင်မှာဒီလိုစွမ်းအားရှိမှန်းသူမသိခဲ့ပါဘူးဇွန်ဘီဘရင်ကတစ်ချက်ဆွဲလိုက်တာနဲ့နံပါတ်128ရဲ့ခန္ဓာကိုယ်ဟာချက်ချင်းပျက်စီးသွားပါတယ်ဒါပေမဲ့နံပါတ်128ရဲ့ခန္ဓာကိုယ်ထဲမှာပျောက်ဆေးတွေအပြည့်ထည့်ထားမှန်းဇွန်ဘီဘရင်မသိခဲ့ပါဘူးပျောက်ဆေးတွေပေါက်ထွက်သွားပြီးသူ့ကိုလွှမ်းခြုံသွားပါတယ်လူလူရန်ဟာဇွန်ဘီဘရင်တွေးအိုင်ဖြစ်သွားတာကိုကြည်ရင်အော်ဟစ်နေပါတယ်သူအရန်ကြောက်လန့်သွားပါပြီဒီနေရာကတကယ်ငရဲခမ်းပါပဲသူထွက်ပြေးပေမဲ့မကြခင်မှာပဲရေခဲပြင်အောက်ကိုကျသွားပါတော့တယ်ဒီတစ်ခါတော့သူ့ကိုဘယ်သူမှမကယ်နိုင်တော့ပါဘူးသူတစ်ပါးရဲ့အချစ်ပေါ်မှာမိခိုနေတဲ့စွမ်းအားဟာနောက်ဆုံးမှာတော့အားနည်းလုံးပါတယ်ကမ္ဘာလုံးဆိုင်ရာချက်မှာကစားသမား12ယောက်ရဲ့နာမည်တွေမိခိုးရောင်ပြောင်းသွားပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့မှတ်စုစာအုပ်ထဲမှာသူတို့ရဲ့နံပါတ်တွေကိုတစ်ခုပြီးတစ်ခုချစ်ထုတ်လိုက်ပါတယ်နံပါတ်128ရဲ့နာမည်ပေးမှာတော့သူ့ရဲ့အားနည်းချက်ကိုရေးထားပါတယ်ချက်ဆွဲအားအလွန်တင်းငယ်တဲ့အရာဝတ္ထုတွေကိုမထိန်ချုပ်နိုင်ဥပမာဇွန်ဘီဘရင်ရဲ့ပိုးမြင့်တန်းလေးတွေလိုမျိုးပေါ့ကျွန်တော်ကတော့သတင်းချက်လက်အသာစီးကိုတုံးပြီးမရှုံးနိုင်တဲ့တိုက်ပွဲတွေကိုပဲတိုက်လေ့ရှိပါတယ်အခုတော့ကျွန်တော်မှပြိုင်ဘက်တစ်ယောက်ပဲကြံပါတော့တယ်စစ်တပ်ကိုထိန်းချုပ်ထားတဲ့ဝန်တိန်ပါသူကဒီဂိမ်းကိုအမြန်ဆုံးအဆုံးသတ်ချင်နေပါပြီသူကကမ္ဘာလုံးဆိုင်ရာချက်မှာကျွန်တော်ကိုခေါ်ထုတ်လိုက်ပါတယ်ဒီဂိမ်းကအမြဲတမ်းထက်မြက်တဲ့သူတွေအတွက်ပဲမက်မင်းဒီအထိရောက်လာတာတော့ပါတယ်ဒါပေမဲ့ဂိမ်းတိုင်းမှာအရှုံးသမားရှိရမယ်အခုပဲကိုတက်တည်လိုက်ပါဒါဆိုရင်မင်းကိုနှိပ်စက်တာမျိုးမလုပ်ပဲလွှတ်ပေးမယ်မင်းမှာကြေးစားစစ်သားတွေရှိတာငါသိပါတယ်ဒါပေမဲ့သူတို့ကစစ်တပ်ကိုမရှင်နိုင်ဘူးမင်းမှာပတ်စံတွေပဲရှိတာငါမှာတော့ဒုံးကြီးတွေရှိတယ်လေရင်တင်သင်္ဘောတွေစစ်လေရင်တွေရှိတယ်မင်းပင်မှာပဲပုံနေငါရှာတွေ့မှာပဲကျွန်တော်ကတော့သူ့ကိုချက်မှလက်ကလေးပဲပြန်ပြလိုက်ပါတယ်ဝန်တိန်ရဲ့စိတ်ထိန်ချုပ်မှုကတန်မာပေမဲ့အားနည်းချက်တစ်ခုရှိပါတယ်သူကလူချင်းညနေချင်းဆိုင်တွေ့မှသုံးလို့ရတာပါကျွန်တော်မြေအောက်ဘန်ကားထဲမှာနေတဲ့သူကျွန်တော်ကိုဘာမှလုပ်လို့မရပါဘူးဒါပေမဲ့သူကအနာဂတ်ကျွန်းစီကိုဒုံးကြီးတွေနဲ့တိုက်ရိုက်ပစ်ခတ်လိုက်မယ်လို့ကျွန်တော်မထင်ထားခဲ့ဘူးဒုံးကြီးအမြောက်များအနာဂတ်ကျွန်းပေါ်ကြားရောက်ပါတယ်အတော်ကြာတဲ့အထိကျွန်တော် online ကနေထွက်မသွားတာကိုဝန်တိန်မယုံနိုင်ဖြစ်နေပါတယ်မက်မင်းမှာတော်တော်လေးခိုင်မာတဲ့ပုံအောင်စရာရှိတာပဲဒါဆိုရင်ငါကိုယ်တိုင်လာပြီးမင်းကိုဆွဲထုတ်ပေးမယ်သူကသူ့ရဲ့လေရင်တင်သင်္ဘောနဲ့ကျွန်းစီကိုလာပါတယ်လေရင်တင်သင်္ဘောအတွက်တော့ကျွန်တော်ချထားတဲ့တန်ကွန်ရက်တွေကဘာမှမဟုတ်ပါဘူးသူအနာဂတ်ကျွန်းပေါ်ခြေချတဲ့အခါကျွန်းတစ်ခုလုံးမီးခိုးတွေဖုံးလွှမ်းနေပါတယ်တောင်တွေပြိုကျပြီးမြေပြင်မှာကျင်းကြီးတွေဖြစ်နေပါတယ်ကာကွယ်ရေးစနစ်တွေအကုန်ပျက်စီးသွားပါပြီသူကမြေအောက်ဘန်ကာရဲ့ပေါ်နေတဲ့အဝင်ဝါကိုကြည့်ပြီးပြုံးလိုက်ပါတယ်အချိန်ပေါင်းများစွာပြစ်ခတ်ပြီးနောက်မှာတော့တကားပွင့်သွားပါတယ်အထက်ကလမ်းကြောင်းကိုတွေးလိုက်ရပါတယ်ကျွန်တော်ကသူ့စီဗီဒီယိုကောချက်ချင်းခေါ်လိုက်ပါတယ်သူကဘဝင်မြင့်တဲ့ပုံစံနဲ့ဖုန်းကိုကင်လိုက်ပြီးအမောင်တူကြီးကိုကြည့်ကပြောပါတယ်အခုမှအတနာခံဖို့ဆိုတာနောက်ကျသွားပြီးမက်သူကသူ့လူတွေကိုအထဲဝင်ဖို့အချက်ပြလိုက်ပါတယ်ကျွန်တော်ကိုဆွဲထုတ်ဖို့ပေါ့ဗီဒီယိုထဲမှာတော့ကျွန်တော်နောက်က အဆုံးမဲ့စက်ကြောလာကြီးကိုလက်ညှိုးထိုးပြပြီးအေးအေးဆေးဆေးပြောလိုက်ပါတယ်ငါအနာဂတ်ကျွန်းပေါ်မှာရှိနေတယ်လို့ဘသူပြောလဲမင်းရဲ့မျက်လုံးကိုဖွင့်ပြီးငါတကယ်ပဲမှလဲဆိုတာကြည့်လိုက်ဦးကျွန်တော်စကားပြောပြီးတာနဲ့အနာဂတ်ကျွန်းပေါ်မှာနျူကလ িয়ার ဘုံတစ်လုံးပောက်ကွဲသွားပါတော့တယ်နံပါတ်1ရဲ့နာမည်ဟာနောက်ဆုံးမှာတော့မီးခိုးရောင်ပြောင်းသွားပါတယ်စနစ်ကအောင်ပွဲခံတေးတံကိုကျေလောင်စွာဖွင့်လိုက်ပါတယ်နောက်ဆုံးအနိုင်ရသူနံပါတ်9ကိုဂုဏ်ယူပါတယ်မင်းကိန်းကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါပြီဝန်တိန်မှာဓပုံကနေတီနီယာကိုအတိအကျခြေရခံနိုင်တဲ့စွမ်းအားရှင်တစ်ယောက်ရှိပါတယ်ဒါကတကယ်တော့အသုံးမဝင်တဲ့စွမ်းအားပါဒါပေမဲ့ဝန်တိန်ကတော့ဒါကိုဘယ်လိုသုံးရမလဲဆိုတာသိပါတယ်သူကျွန်တော်စီကိုဗီဒီယိုကောတွေခဏခေါ်ခဲ့တာကကျွန်တော်ရဲ့တီနီယာကိုခြေရခံဖို့ပါဒါပေမဲ့ကျွန်တော်ကတခါမှမကန်ခဲ့ပါဘူးနောက်တော့ကျွန်တော်ကနှစ်တကူညစာဓပုံကိုသူ့စီပို့လိုက်ပါတယ်သူကကျွန်တော်ကိုလူလို့တိတ်တဆိတ်ဆဲဆိုပြီးကျွန်တော်တီနီယာကိုခြေရခံခဲ့တာပါလူမိုက်ကိုင်းတွေနဲ့ဇွန်ဘီဘရင်တွေချင်းတက်ပြီးပျက်စီးသွားမယ့်အချိန်ကိုသူစောင့်နေခဲ့တာပါအဲ့ဒီနောက်မှသူကဝင်ပြီးအကုန်လုံးကိုတိမ့်ပိုက်ဖို့နဲ့ကျွန်တော်ကိုတတ်ဖို့စီစဉ်ခဲ့တာပါဒါပေမဲ့သူ့မှာဘယ်လိုကစားသမားတွေရှိတယ်ဆိုတာကျွန်တော်မသိဘဲနေမလားအဲ့ဒီဓပုံကသူ့ကိုအနာဂတ်ကျွန်းစီညခေါ်ဖို့တမင်ပို့ပေးလိုက်တာပါဓပုံပို့ပြီးတာနဲ့ကျွန်တော်အနာဂတ်ကျွန်းကနေထွက်ခွာခဲ့ပါတယ်စနစ်ကပေးတဲ့ဆုလက်ကတော့ဘယ်နေရာကိုမဆိုချက်ချင်းကူးပြောင်းနိုင်တဲ့အခွင့်အရေးတစ်ချိန်ပါကျွန်တော်ရဲ့ရိတ်ခါတွေအားလုံးနဲ့အတူကျွန်တော်ဟာအာကာသစခန်း Space Station တစ်ခုစီကိုကူးပြောင်းခဲ့တာပါဒါပေမဲ့စနစ်ကကျွန်တော်ကိုကမ္ဘာမြေကိုပြန်ဖို့လမ်းစာတော့မပေးခဲ့ပါဘူးဒီဆုလက်ကိုကျွန်တော်နောက်ဆုံးအချိန်ထိမသုံးမဲစောင့်နေခဲ့တာပါ